ဒီနေရာကတော့ဂျပန်နိုင်ငံရဲ့ခါဂိုရှိမားစီရင်စုဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ပေးမကုန်းမြေကြီးရဲ့တောင်ဘက်အဆုံးမှာတည်ရှိပါတယ်ခါဂိုရှိမားမှာအလုံးလုံးမဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုအနည်းငယ်ပြသပါမယ်ကျမတို့တွေကမြန်မာနိုင်ငံကနေလာခဲ့ကြပါတယ်ဒီနေရာကတော့ခါဂိုရှိမားစီရင်စုခီရီရှိမားမြို့ဖြစ်ပါတယ်ကျမတို့လက်ရှိနေထိုင်ပြီးအလုပ်လုပ်ကိုင်နေတဲ့နေရာလေးပါခီရီရှိမားမြို့အတွင်းရှိဆေးရုံမှာဂျပန်လူမျိုးဟင်းချက်ပညာရှင်နဲ့ဗီယက်နမ်မှလာခဲ့တဲ့စီနီယာများနဲ့အတူအစားအသောက်ပြင်ဆင်သူအဖြစ်အလုပ်လုပ်ကိုင်နေပါတယ်အလုပ်မှာအနည်းငယ်ကျင်းသားရလာခဲ့ပါပြီဟင်းသီးဟင်းရွက်နဲ့တေးသေးဝလံတွေကိုလှီးပေးရတဲ့အလုပ်မှာပျော်ပါတယ်အလုံးနေရရဲ့အနီးအနားမှာနိုင်ငံရတနာခီရီရှိမားရှင်တိုဖျားကျောင်းရှိပါတယ်။ရှင်တိုဖျားကျောင်းနဲ့ရော်ရော့ဝါတွေကဂျပန်မှာသာရှိတဲ့ရှုခင်းတွေဖြစ်ပြီးစိတ်လှုပ်ရှားကြည့်လို့ရပါတယ်။ဆောင်းရာသီကတော့မြန်မာနိုင်ငံထက်အေးတော်လည်းပဲဂျပန်နိုင်ငံမှာခါဂိုရှိမားကပူနွေးတဲ့နေရာဖြစ်ပါတယ်။ကျမတို့နေထိုင်တဲ့နေရာကအလွန်အေးချမ်းပြီးနေမြေလုံခြုံရေးကောင်းမွန်တာကြောင့်စိတ်အေးချမ်းသာစွာနဲ့နေထိုင်နိုင်ပါတယ်။ပိတ်ရက်တွေမှာဂျပန်စာလေ့လာတာဟင်းချက်တာတို့ကိုလုပ်ပြီးတော့အချိန်ကုန်ဆုံးကြပါတယ်ခါဂိုရှိမားလူတွေအားလုံးသဘောကောင်းကြပါတယ်ခါဂိုရှိမားမှာခုကစားပြီးစူးစမ်းတော့ပါပါအားလုံးလည်းအတူတူခါဂိုရှိမားမှာအလုပ်လုပ်ကြရအောင်ကောင်းနေပါတယ်ဒီမှာနေကြည့်ရင်တေချာပေါက်သင်လဲခါဂိုရှိမားကိုကြိုက်သွားမှာပါသင်လဲ new fee ကိုလှမ်းလာခဲ့ကြည့်ပါလား